ကျွန်တော်တို့ false hope ပေါ့ false hope တွေအကြောင်းလူတွေကပြောတယ်မျောလင်းချက်အတုမပြီးနဲ့ကျွန်တော်နားမလဲအဲ့ဒီမျောလင်းချက်အတုမပေးနဲ့ဆိုတဲ့စကားတော့နားမလဲတာကျွန်တော်တို့အသက်20အရွယ်တော်လင်းလို့တော့အသက်20အရွယ်တော်လင်းလို့တော့အနောက်မှာလှည့်ကြည့်လူ9ယောက်6ယောက်ပဲရှိတယ်ကျွန်တော်နိုင်တယ်လို့ယုံကြည်တယ်96ကာလဆိုတာ1996ကာလဆိုတာလက်ဖေးစင်မှာနိုင်ငံရေးစကားပြောရဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ခြာတိတ်လေးတွေကဒီစစ်တပ်ကိုနိုင်တယ်လို့ယုံကြည်ခဲ့တယ်နော်ကျွန်တော်တို့ကမျှော်လင့်ချက်အဖြစ်ပဲမျှော်လင့်ချက်ကအမြဲတမ်းရှင်သန်နေတာဘာမျှော်လင့်ချက်အတူလဲဘာမျှော်လင့်ချက်အတူလဲအဲ့ဒီကောင်အဲ့လိုကောင်တွေတွေ့လို့ရှိရင်ကျွန်တော်တွေ့ရင်နေရင်အုပ်ချင်တာဘာမျှော်လင့်ချက်အတူလဲလို့ဘာ force လဲမျှော်လင့်ချက်အဆက်ပဲရှိတယ်နော်ခင်ဗျားတို့အဲ့လိုကောင်တွေမင်းတို့မျှော်လင့်ချက်အတူမပေးနဲ့ဆိုအဲ့ကောင်တွေပြောလိုက်မင်းနေရင်အုပ်ခံမယ်ပြောလိုက်ခင်ဗျာမျှော်လင့်ချက်အတူဆိုတာမရှိဘူးမျှော်လင့်ချက်အဆက်ပဲရှိတယ်နော်ကျွန်တော်တို့ကယုံကြည်ချက်အပြည့်ရှိရတယ်မျှော်လင့်ချက်အပြည့်ရှိရတယ်အသက်20ကျော်အရွယ်တော့ထောင်ကျသွားတယ်မနှက်မိုးလင်းလာတယ်ကျွန်တော်ချင်းချင်းတွေ့လို့ရှိရင်ပြောတဲ့စကားဒီစစ်တပ်ကိုမတို့နိုင်တော့မယ်အဲ့ဒီရက်ဒီအိမ်ယုံကြည်ချက်အမြဲတမ်းရှင်းတန်ရတာခင်ဗျားတို့နိုင်ခြင်းအကြောင်းကျွန်တော်ပြောပြအောင်ကျွန်တော်3နှစ်လို့ပြောတယ်ဆိုတာကျွန်တော်နားမလည်လားကျွန်တော်တို့ဒီအသက်20ကျော်ရွယ်96 99 98 99တထောင်ဒီကာလာတွေမော်အင်းနေထဲမှာလှည့်ကြည့်လို့ကိုနဲ့အတူနိုင်ငံရေးစကားပြောရတာနိုင်ငံရေးအတူလို့လုပ်ရတာလူ9ယောက်မပြည့်တဲ့အချိန်မျောလင်းချက်အစစ်အပြည့်ရှိတယ်အခုတနိုင်ငံလုံးလူတန်းပေါင်းများစွာပါကြတယ်ကျွန်တော်တို့ကပြည်သူတက်မတော်ကြီးလဲပြည်သူတက်မတော်ကြီးလဲပဲပြည်သူကာကွယ်တက်မတော်ကြီးလဲပဲရှိနေပြီးတော့ပြီ။ဘာမျောလင်းချက်အတူလဲ။အဲ့လိုအဲ့မျောလင်းချက်အတူလို့ပြောတဲ့ခွေးမသားတွေကိုတွေ့နေရင်အုပ်လိုက်ရှင်းနေခင်ဗျာ။ဘာမျောလင်းချက်အတူလဲ။မျောလင်းချက်ဆိုအစစ်ပဲရှိတယ်။အဲ့တော့ကျွန်တော်တို့1996ကာလတွေတော့လှည့်ကြည့်လို့ကိုနဲ့တူပြောလို့လူ6ယောက်လို့ရှိတဲ့အချိန်မှာတော့မှဒီစစ်ခွေးတို့နိုင်တယ်လို့အပြည့်ယုံကြည်ခဲ့တယ်အေးအဲ့ဒီတော့ဘယ်အချိန်နိုင်မလဲဆိုတာတော့မပြောတတ်ဘူးနိုင်ပါသေးကြတယ်ဒီစိတ်နဲ့ခင်ဗျားတို့စဉ်းစားကြည့်လိုက်တချို့ကပြောတယ်ကျွန်တော်နိုင်ငံကောင်းနဲ့မတိုက်နေတယ်ဒါပြောတာကျွန်တော်မျက်နှာကျင်းတယ်ဘာလဲကွာငယ်တော့ပူဆိုးတယ်အခုကျွန်တော်တော်တော်စိတ်လျှော့ပါလားဘာလဲကွာညမင်းတို့စောက်ကြောက်တွေများနေလို့မျက်နှာချင်းစာကြည့်ပြောတယ်မင်းတို့စောက်ကြောက်တွေများနေလို့ဘာလဲကွာကျွန်တော်လဲထဲမှာမင်းအများကြီးပြောကွာညလဲတဲ့တစ်ခုလုံးထွက်ဒီကောင်တွေပြုတ်ကြဒီကောင်တွေပြုတ်ကြရှင်းရှင်းမဲအဲ့ဒီအချိန်လုံးကတနိုင်ငံလုံးကလက်ဖိတ်ရေးဆိုင်မှာနိုင်ငံရေးစကားမပြောရဘူးအဲ့ဒီအချိန်တုန်းကလည်းပဲကျုပ်ကမြန်ယုံကြည်ခဲ့တယ် Get that. Could you try again? Oh, Siri. No. အဲ့ဒီအချိန်မှာတော့လည်းပဲအပြည့်ယုံကြည်ခဲ့တယ်နိုင်မှာဒီ security ငါတို့နိုင်မှာထောင်ထဲမှာကြာကျွန်တော်တို့ကတိုက်ပိတ်ထားတာမနေ့မိုးလင်း15မိနစ်တကားလောက်ဖွင့်ပြီးတယ်ကြောက်အပြင်ထွက်နေတာတက်ပေါ့နေကင်း45မိနစ်တကားလောက်ဖွင့်ပြီးတယ်တနေ့တနာရီပြင်ထွက်လာတယ်ကျန်တဲ့အချိန်ကဒီ7ပဲလေခန်းကျမ်းမှာတောက်ပိတ်ထားတာဘာမှလုပ်စရာမရှိဘူးဒီလိုဘလန်းရှောက်လိုက်အိမ်လိုက်လဲလိုက်လောထိုင်နေရတာ
အပြင်ထွက်တဲ့အချိန်မှာတွေ့လို့ရှိရင်ပြောတာဟေးနိုင်တော့မှာပေါ့ဒါပဲကျွန်တော်အရင်နိုင်တော့ဘူးလို့ရှုံးတော့မှာတော့ရှမ်းမုန်းတယ်ကွာဘာကောင်းနေလဲလို့ဘာမျိုးလင်းချက်အတူလဲပြည်သူမျိုးလင်းချက်အတူမပြပါနဲ့ဟျောင်းနေမျိုးလင်းချက်အစ်စ်ပဲရှိတယ်ကွာမျိုးလင်းချက်ဆိုအတုမရှိဘူးအေးအဲ့ဒီ1996ကာလငါတို့စတဲ့ရေးကြတော့မျိုးလင်းချက်အပြည့်ပဲနိုင်မှာငါတို့သိတယ်တခုတော့ရှိတယ်ဘယ်တော့မှငါမသိငါသိကြတာနိုင်နေဒါကြောင့်ငါတိုက်တယ်ကွာမြတ်စမှုတက်ကလူတိုက်ကွာအဲ့တော့စမှုတက်ကလူမှာကြောက်ခိုင်းတယ်ကြောက်ခိုင်းတယ်တိုက်တယ်ကွာနိုင်မယ်တေချာနိုင်မှာတေချာလို့တိုက်တယ်ကွာဟာလားအေးအဲ့ဒီတော့ဘယ်ချိန်နိုင်မှမသိအခုသိပြီတနိုင်ငံလုံးနော်လူတန်းပေါင်းများစွာလမ်းမပေါ်ထွက်ကြပြီ96တုန်းကထောင်ကြလို့ကြည့်လိုက်အားလုံး9ယောက်အခုရှိတဲ့တင်ငယ်ချင်းတွေ96ထောင်ကြတယ်နော်98ကမက်စမောင်အောင်လို့ပေါ့မက်စမောင်အောင်လို့ကလူပုံများတယ်ကျွန်တော်နဲ့သူတို့နဲ့ကျွန်တော်တို့ကသူတို့ရဲ့စီနီယာပေါ့နော်စီနီယာဆိုအသက်ကြီးတာဟုတ်နော်ကျွန်တော်တို့စမှုတက်ကတော့96စတယ်ကျွန်တော်ဒီပြန်မ main နဲ့တွေ့တယ်လူကတော့ပါလာတာပဲပထမ1ရက်2ရက်3ရက်ထောင်နဲ့ချီတဲ့လူကြီးပါလာတာပဲနောက်ပိုင်းကျတော့နှစ်ကတော့တောက်သွားတာပေါ့နောက်ဆုံးဖန်ခံရတော့ကျွန်တော်အပေါင်း9ယောက်နော်ရှိပါတယ်နောက်ထပ်လူယောက်20 30လောက်ကတော့ကျွန်တော်တို့တူဆက်တိုက်ကြတယ်ဒါနဲ့ပြေးကုန်ကြတာပေါ့ပြေးရတယ်လေနော်ပြေးရတာပေါ့ဆိုအလုံးပေါင်းကြည့်မှလူယောက်40လောက်ပဲရှိတာတနိုင်ငံလုံးဟာနိုင်နေဆိုတော့တေးကြနေတာဟုတ်ပါငါတို့တေးကြနေတာကွာညောင်းလိုက်ချက်အပြစ်ပဲအရမ်းမောင်းတယ်ကွာငါ့ကိုညောင်းလိုက်ချက်အထုလာပြောလို့ရှိရင်အလုပ်ကောင်ကြီးခံစားလို့မရရှင်းပဲဘာကောင်နေလဲလို့အေးအဲ့ဒီတုန်းကတော့အဲ့ဒီအချိန်တုန်းကတော့ငါတို့နိုင်မှာတေးကြတယ်ဒါပေတိဘယ်အချိန်မှမတော့မသိနိုင်နေဆိုတဲ့စိတ်ကနေတိုင်းရှိတယ်နေတိုင်းညောင်းလိုက်ချက်အစ်စ်ရှိတယ်ကွာဟာလားအေးအခုကနေရက်နဲ့အတိအကျသိရပြီလူပေါင်းတန်းပေါင်းများစွာလမ်းမပေါ်ထွက်ကြပြီတနိုင်ငံလုံးနိုင်ငံနိုးကြနေပြီပြည်သူ့ကာကွယ်ရေးတပ်မတော်ကြီးရှိနေပြီနော်နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့အစိုးရတည်းရဲ့အေး legitimacy ရှိတဲ့အစိုးရတည်းရဲ့ငါတို့မှရှိနေပြီအဲ့တော့ငါတို့3နှစ်အတွင်းမှာတိတ်တာထင်ရှားတဲ့အဖြစ်ထွက်မယ်ကွာဒါလို့ပြောတယ်နိုင်နေဆိုတာ3နှစ်အတွင်းမှာနိုင်နေဆိုတာတေးကြနေတဲ့အချိန်နော်ပြောနိုင်ငံတကာညွှန်ချက်ကြပါလေနိုင်နေဆိုတာတေးကြနေတဲ့အချိန်ကြီးအခုလဲတေးကြတယ်ပိုတေးကြတဲ့အချိန်ကြီးနေပေါ့ကွာဖြစ်မယ်ကွာဒါကိုပြောတာစံတမ်းမှန်တမ်းပြောတာမဟုတ်ဘူးနော်အမှန်ဆိုရင်တော့ဟာပြည်သူတွေယုံကြည်မှုအပြည့်ပဲတက်စာကြည့်ပြီကျွန်တော်သိတယ်ကျွန်တော်ခင်ဗျာ comment တွေအများကြီးတွေ့ရတယ်ဟုတ်တယ်ကျွန်တော်ပြည်သူအတုတွေတာဗျာမယုံကြည်ချက်အတုတွေမျောလင်းချက်အတုတွေလာလို့ဗျာနော်ဆိုတော့ကျွန်တော်တို့က3နှစ်အတွင်းမှာကျွန်တော်တို့တိုင်းနဲ့ဆိုတာကျွန်တော်မှန်တမ်းပြောတာမဟုတ်ဘူးတွက်ချက်ထားတာပေါ့ဒါဆိုတော့ဘယ်လောက်ချိန်ကြမယ်3နှစ်တော့အချိန်ရှိနေတယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်စပြောပြမယ်ပြီနော်3နှစ်အတွင်းမှာဘာကြောင့်နိုင်ပါလဲနံပါတ်1နိုင်ငံတကာကပညာရှင်တွေဆိုတဲ့ပုဂ္ဂိုလ်များခံမှန်းနိုင်ရွယ်ຫນွေတော်လည်းစဖြစ်တယ်စဖြစ်တော့ဒီတဖွဲ့စင်းစီရှိနေတဲ့အဖွဲ့တွေကဒီလောက် institution ကောင်းတဲ့စစ်တပ်ကိုနိုင်ရိုးထုံးစံမရှိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါလို့သုံးသပ်ကြတယ်
တစ်တုံညာနှစ်ခွန်လည်းဖြစ်တယ်ဖြစ်တော့ဟာတုံလေးတစ်ဖွဲ့နိုင်တော့ပါဒါလို့ဖြစ်ကြတယ်ရောတပန်တရုတ်ကဝင်ဆော့ဖတ်လာတော့ဟာအချိန်ကြီးမကောင်းပြန်ဘူးဘာလဲကွာအဲ့လိုသုံးသပ်လို့မရဘူးလေနော်2023ခုနှစ်ကုန်ပါတရုတ်ကဝင်ဆော့ဖတ်ပြီအဲ့တော့2023နှစ်ကုန်မှာ2023အောက်တိုဘာမှာပြည်သူ့များနှစ်ကုန်ဖြစ်တယ်2023နှစ်ကုန်ထိအချိန်ဟုန်ကောင်းတယ်နှစ်ကုန်မှာ PR ပြီးတော့ ceasefire စဖြစ်ပြီး2024မှာတစ်ခါပြန်ချတယ်2024နှစ်လယ်မှာတရုတ်ကပြန် PR ပြီးတော့တစ်ခါပြန်ပြန်လိုက်ရတယ်ဟုတ်ပြီအဲ့ဒီအချိန်မှာစစ်တပ်ကစစ်သားပြစုဆောင်တာတွေလုပ်တယ်တရုတ်နဲ့ရုရှားကစစ်တပ်ကိုလေရင်နေနော်ဒီဟိုလက်နဲ့ဆိုတာ drone တွေသူ drone တွေလေရင်နေပေါ့ဗျာနော်အဲ့ဒါကိုကူညီပေးတယ်နော်လေရင် drone တွေကူညီပေးတယ်အဲ့တော့တရုတ်နဲ့ရုရှားစီကသူလက်နဲ့တွေရတယ်သူစစ်သားတွေစုဆောင်းနေတယ်သူပြန်စင်တယ်ဆိုတော့အကြမ်းဖက်စစ်တပ်ဒီ2024ခုနှစ်ကနော်သူပြန်စင်တဲ့ခုနှစ်နော်အကြမ်းဖက်စစ်တပ်ပြန်စင်တဲ့ခုနှစ်2024ခုနှစ်ဆိုတာဆိုတော့2024နှစ်ကောင်2025မှာနော်2025မှာအကြမ်းဖက်စစ်တပ်ကသူကစစ်သားတိန်းနဲ့ချီစုမိသွားပြီတရုတ်နဲ့ရုရှားစီကလက်နက်တွေအများကြီးရသွားပြီလင်းအသစ်တွေရော drone နည်းပညာအသစ်တွေရောဆိုတော့2025နှစ်ကုန်ကနေပြီးတော့မှနော်စပြီးတော့တရုတ်ကဖိအားနဲ့ MNDAA 2024ထဲမှာ MNDAA နဲ့နော် MNDAA ကသူစပြီးတော့ဟိုအပြစ်ခရီးရက်လိုက်တယ်2025မှာ DNL နော်အပြစ်ရက်တယ်နောက်ပြီးတော့ MNDAA နဲ့ DNL ရှိရနေမြို့တွေသူတရုတ်ကဖိအားနဲ့ပြန်ရတယ်ဆိုတော့ကျွန်တော်တို့ကတရုတ်ဖိအားမလာခင်တော့မြို့ပေါင်း100ကျော်သိမ်းထားတယ်တရုတ်ဖိအားနဲ့မြို့6မြို့လောက်သူပြန်ရပါတယ်နောက်ထပ်သူ9မြို့လောက်ပဲဆက်သိမ်းနိုင်တယ်အဲ့တော့သူတို့လက်ထဲကိုမြို့10မြို့လောက်ပြန်ရပါတယ်10မြို့ကျော်ပြန်ရပါတယ်ကျွန်တော်တို့ထက်မှမြို့62မြို့ကျန်တယ်နော်ဆိုတော့ခင်ဗျအင်အားကတင်းချီထက်စုထားတယ်ကွာတင်းချီထက်စုထားတယ်တရုတ်ရှင်မိပညာတွေထက်ရတယ်ကွာတော့တိုက်ရင်တွေပါတယ်ကွာစစ်လက်နဲ့မျိုးစုံပါတယ်ကွာအဲ့တော့2025တခုလုံး operation လုပ်တာဟာ9မြို့ပဲရတာဒီကောင်ကြီးအဲ့ဒီလိုစစ်တပ်ကိုငါတို့ကရှုံးလာတာမေးကြတာစဉ်းစားကြည့်သူကျုပ်ပြောတာအချက်လက်ပါတယ်နော်တို့စဉ်းစားကြည့်ကျုပ်ပြောတာအချက်လက်ပါတယ်နော်တရုတ်ပြည်နဲ့6မြို့လောက်ရတယ်သူတို့ကတော့တိုက်တာ10မြို့တော့မရှိဘူးတစ်နှစ်လုံးကွာကျုပ်တို့တွေဘက်ကဟုတ်လားတိုက်တယ်ဆိုတော့လိုပဲရလက်နဲ့တိုက်ကြတယ်မြို့ပေါင်း100ရတာ2023လေးရနေပြီမြို့ပေါင်း100တကယ်တော့2021ခုနှစ်မှာနော်အာနာသိန်းနေ2021ဆိုတာကကျုပ်တို့တွေပြင်ဆင်တဲ့အချိန်ကွာ23ကျမှငါတို့စတိုက်လာတာမြို့ပေါင်း100ကျော်တိုင်းရတယ်နော်2024ကတရုတ်ကဝင်ဆော့ဖက်တဲ့ခုနှစ်ဟာလားတရုတ်ဝင်ဆော့ဖက်တဲ့ခုနှစ်ဖြစ်တယ်2025မှာသူတို့ကစစ်သားတစ်စုဆောင်ပြီး
လေလက်နဲ့တွေ drone တွေပစ္စည်းကိရိယာအစုံနဲ့ operation အသက်တွေတစ်နှစ်လုံးတိုက်တယ်ရတဲ့မျိုးက9မျိုးကျော်ဒါပဲရှိတယ်အဲ့တော့အဲ့ဒီကောင်တွေကနိုင်ပါလားစစ်တပ်ကပြီးသွားပြီအဲ့ဒါကကျွန်တော်တို့ကဒီကျုပ်တို့တွေမြင်ရတာစစ်တပ်ကသူတို့အတက်ပိုင်းမှာလည်းပဲစိတ်ချက်ကလုံးဝဖြစ်စီသွားပြီတော့ပြောနေတာမယုံကြည်တော့အဘိုးအစင်းနော်တက်ဖို့အစင်းရလည်းပဲဖြစ်စီသွားပြီအခုစစ်သားတစ်တွေကလည်းပဲအသေးခံခိုင်းနေတာသူတို့တွေကစစ်မတိုက်ရသေးဘူးသူတို့ဘလို့ကိုလို့ယုံလဲတွေ့နေတာကျွန်တော် PDF နဲ့ရမ်းသွားတယ် PDF ရဲဘော်တွေကသူတို့စိတ်ဆန္ဒအရတော်လေးတဲ့ဝင်ပါတယ်စိတ်ဆန္ဒအရတိုက်တယ်ဟိုဘက်မှာကျတော့အတင်းစုဆောင်းနေတိုက်ခိုင်းနေမတိုက်ရသေးဘူးပြေးဖို့ရှောက်ချောင်းနေအားလုံးပြေးဖို့ချောင်းနေတာခင်ဗျားတို့စိတ်မပါဘဲနဲ့ချက်တာဆိုဘယ်တော့မှစာမရအောင်စိတ်မပါတဲ့ဘဲနဲ့လုတ်ပြလို့ဘယ်တော့မှအလုပ်မပြီးဘူးမြတ်တော့နဲ့ခိုင်ပြီးတဲ့စတွေးတာဘယ်ချင်းသိမလဲငါဘယ်လိုမျိုးဝက်မလဲငါဘယ်လိုပြေးမလဲစဉ်းစားတာပြစ်ဖို့စဉ်းစားတာမဟုတ်ဘူးမြတ်ကအောက်ခြေစဉ်းစားတာပြောတာ PDF တွေကတောင်းနေရဟိုရှေ့ရမ်းမတက်နဲ့ဟိုငါပင်ဒီ place တိုက်တယ်ပေါ့တက်တိုက်တယ်အဲ့ဒီတော့စစ်ပွဲဆိုတော့ဟုတ်တယ်လေရင်အသာစီးရတာရှိတယ်နော်လေရင်အသာစီးရတာကြောင့်ဒီကောင်လေးအလောက်ခံတာနေတာဆိုတော့2025တခုလုံးကိုစီးရင်အလုံးရှင်းဖြည့်ပြီးတော့တိုက်တာတော့ဒါတော့ပဲရတယ်ဆိုတာဒါစစ်တပ်ကစွမ်းဆောင်ရည်မိုင်းကုန်သွားပြီလို့ပြောလို့မှတ်တယ်ကုန်သွားပြီစစ်တပ်ကပြီးသွားပြီစစ်ရှုံးစစ်တပ်ဆိုတာနော်တရုတ်မဝင်လာခင်တော့လည်းစစ်ရှုံးစစ်တပ်တရုတ်ဝင်လာပြီးတော့လည်းစစ်ရှုံးစစ်တပ်နလမထူတော့ဘူးထောက်ခမရလို့သိရမယ်အေးကျုပ်တို့ဘက်ကကြတော့နော်ကျုပ်တို့ဘက်ကကြတော့နော်တစုစီဖြစ်နေလို့မရအောင်အားလုံးတစုတစည်းတည်းဖြစ်ရမယ်ကျွန်တော်အမြဲတမ်းပြောတယ် institution ခိုင်မာရမယ် COC အားကောင်းရမယ်ဟုတ်လားနော် institution ခိုင်မာမယ် COC အားကောင်းမယ်နော် institution ခိုင်မာရမယ် COC အားကောင်းရမယ်ဒါကျွန်တော်အခြေခံမယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောကြမယ်နော်ပထမတစ်ချက်ကနံပါတ်1အချက်စစ်တပ်က2025ခုနှစ်မှာတနိုင်ငံလုံးအနှံ့ operation ဆင်နွှဲတယ်နော်တရုတ်ဖီအားနဲ့9မျိုး6မျိုးလောက်ရတယ်သူ့ဘာသူစက်သိမ်းနိုင်တာ9မျိုး6မျိုးပဲရှိတယ်နံပါတ်1အချက်နံပါတ်2အချက်ကျွန်တော်တို့ UN အစီရင်ခံစာမှာမြန်မာပြည်ရဲ့30%ကိုပဲစစ်တပ်က effectively control တေချာထိန်းချုပ်နိုင်တယ်လို့ UN ကအစီရင်ခံစာရေးထားတယ်ဆိုတော့ကျွန်တော်မြန်မာပြည်ရဲ့90%ကိုစစ်တပ်ကမထိန်းချုပ်နိုင်ဘူးပေါ့တချို့ဟုတ်ပါမလားဆိုပြောတယ်ဟာစစ်တပ်ကမြန်မာပြည်ရဲ့30%ကိုပဲထိန်းချုပ်ထားတာနော်မြန်မာပြည်ရဲ့30%ကိုပဲထိန်းချုပ်ထားတာနော်မြန်မာပြည်ရဲ့90%ကိုစစ်တပ်ကထိန်းချုပ်ထားတာမဟုတ်ဘူးလို့ပြောတော့တချို့ကဟုတ်ပါမလားဆိုပြောတယ်ခင်ဗျားတို့ဘယ်လိုထင်လဲဟုတ်လားမြန်မာပြည်ရဲ့30%ကိုပဲစစ်တပ်ကထိန်းချုပ်ထားတာဟုတ်လားခင်ဗျားတို့လက်ခံလားကျွန်တော်မေးမယ်ကျွန်တော်ထပ်ပြောမယ်နော်ကုလသမဂ္ဂအစီရင်ခံစာအရမြန်မာနိုင်ငံရဲ့30%ကိုပဲစစ်တပ်ကထိန်းချုပ်ထားနိုင်တယ်မြန်မာပြည်90%ကိုစစ်တပ်ကမထိန်းချုပ်နိုင်ဘူး
တောင်လင်းတစ်ဖွဲ့တွေထိန်းချုပ်ထားတာဒီမြန်မာပြည်42ရာခိုင်နှုန်းကိုအပြည့်အဝလောက်ထိန်းချုပ်ထားတယ်ကျန်ရာခိုင်နှုန်းကို30ရာခိုင်နှုန်းကိုတောင်လင်းရေးအင်အားစုတွေကအဓိကထိန်းချုပ်ထားတယ်ဆိုလိုချင်တာကတောင်လင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာဒီ90ရာခိုင်နှုန်းလောက်ရှိတယ်အဲ့ဒါကိုခင်ဗျားတို့လက်ခံလားယုံကြည်လားဘယ်လိုလဲဖြည့်ပေးပါကျွန်တော်စောင့်နေဆိုတော့ကျွန်တော်ပြောပြမယ်2024ခုနှစ်မှာအကြမ်းဖက်စစ်တပ်ကတကောင်စင်းကောက်တယ်တကောင်စင်းကောက်တော့နော်တကောင်စင်းကောက်တော့မြန်မာပြည်ရဲ့လူဦးရေ90ရာခိုင်နှုန်းကျော်ကိုပဲတကောင်စင်းကောက်နိုင်တယ်လို့သူထုတ်ပြန်ကြေညာတယ်အဲ့တော့လူဦးရေ90ရာခိုင်နှုန်းကိုပဲတကောင်စင်းကောက်နိုင်တယ်ဆိုရင်ကျန်တဲ့လူဦးရေ90ရာခိုင်နှုန်းသူတကောင်စင်းမကောက်နိုင်50ရာခိုင်နှုန်းနီးပါပေါ့ဒါသူ့ရဲ့ထုတ်ပြန်ချက်နော်ခင်ဗျားတို့ရိုက်ရှာကြည့်လို့ရတယ်ကျုပ်တခုမှရှင်းနေရမရှိကျုပ်ရှူရှောင်မလို့ဘူးအချက်နဲ့လည်းပြောတယ်ခင်ဗျားတို့2024 census ရိုက်ကြည့်လိုက်ဖတ်ကြည့်လိုက်နော်အေးစစ်တပ်ကစစ်ဘောမားတွေမင်းတို့ငါပြောနေတာမင်းတို့ဖတ်ကြည့်လိုက်ဟဲ့လားစစ်တပ်ကထုတ်ပြန်တဲ့စီးရင်စကားအရစီးရင်အရ2024 census ရသူတို့ဒီမြန်မာပြည်ရဲ့လူဦးရေ90ရာခိုင်နှုန်းကျော်ကိုပဲတကောင်စင်းကောက်နိုင်ပါလေအဲ့တော့ပြောမှာပေါ့ဟာမြန်မာပြည်ရဲ့90ရာခိုင်နှုန်းကျော်ကိုတကောင်စင်းကောက်နိုင်လို့ရှိရင်သူတို့စုံမိုးထားတဲ့ဒေသကမြန်မာပြည်ရဲ့90ရာခိုင်နှုန်းကျော်ရှိလား Noနော်ကုလသမဂ္ဂကသူတို့ထင်ကျထားတဲ့နေရာက30ရာခိုင်နှုန်းပဲရှိတယ်ပြောတယ်သူတို့2024ခုနှစ်တကောင်စင်းကောက်တဲ့အခါမှာသူတို့ကောက်နိုင်တဲ့ရာခိုင်နှုန်းဒီမြန်မာပြည်လူဦးရေရဲ့90ရာခိုင်နှုန်းကျော်ကိုတကောင်စင်းကောက်နိုင်တယ်ကျန်တဲ့40ရာခိုင်နှုန်းကျော်50ရာခိုင်နှုန်းနီးပါးကခန့်မှန်းကောက်လာတယ်ခန့်မှန်းနေသူစက်တလိုက်မြေပုံနဲ့ပါနဲ့ရှူရှောင်ပေါ့ကွာရှူရှောင်လို့တော့အဲ့တော့မိတော့ပင်စိုးစီသူတို့တကောင်စင်းမကောက်နိုင်တဲ့လူဦးရေက90ရာခိုင်နှုန်းနီးပါးရှိတယ်နော်45ရာခိုင်နှုန်းလောက်ကသူတကောင်စင်းမကောက်နိုင်ဟုတ်ပြီဒါဆိုလို့ရှိရင်အကျန်းဖက်စစ်တပ်ကမြန်မာပြည်ရဲ့နော်55ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားလားဒီမေးခွန်းရှိလာတယ်အဲ့တော့ခင်ဗျားတို့ပြောပြမယ်မြန်မာဘယ်မှာမဆိုလူဦးရေကမြို့ပြမှာပုံများတယ်အကျန်းဖက်စစ်တပ်ထိန်းချုပ်ထားတဲ့နေရာဒီမြို့ပြတွေများတယ် urban area ပေါ့ urban area မှာအကျန်းဖက်စစ်တပ်ကအဓိကထိန်းချုပ်ထားတယ်အဲ့တော့ urban area မှာအကျန်းဖက်စစ်တပ်ကထိန်းချုပ်ထားတော့နော်သူထိန်းချုပ်ထားတဲ့နေရာဒီနော်နေရာကကျင်းနေဒါပေမဲ့လူကြီးတိတ်ကြီးစားများတယ်အဲ့တော့ကုလသမဂ္ဂအစီရင်ခံစာကမြန်မာပြည်ရဲ့30ရာခိုင်နှုန်းကိုပဲထိန်းချုပ်ထားတာဒီ30ရာမြန်မာပြည်ရဲ့နော် geography အရတော့30ရာခိုင်နှုန်းနဲ့လူကြီးကတော့50ရာခိုင်နှုန်းကျော်ရှိတယ်တော့ကြိုက်တယ်နော်ဒီလိုကြိုက်ရတာပေါ့နော်မျိုးပြနဲ့ကျေးလက်နဲ့ဆိုကျေးလက်ကပုံများတယ်ကျေးလက်ကလူကြီး density နေတယ်ပေါ့လူကြီး density နေတယ်မြို့ပြကလူကြီး density များတယ်အဲ့တော့အကြမ်းဖက်စစ်တပ်ဒီနော်သူ2024တကောင်စီရင်အရာလူကြီး55ရာခိုင်နှုန်းလောက်ကိုပဲတကောင်စင်းတောက်နိုင်တယ်ဆိုတာဒီနော်သူနေရဲ့နော်30ရာခိုင်နှုန်းလည်းသူထိန်းချုပ်ထားရဲဆိုတော့တက်တည်ပြူတယ်နော်ဒါကနော်သူ့ရဲ့တကောင်စင်း
မှာဒါဒီအချက်လိုက်ရသူတို့အချက်လိုက်ရပြောတာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူတို့သကောင်းစင်းမကောက်နိုင်နဲ့နော်မြို့နယ်တွေအကြောင်းကိုသူရေးထားတယ်ဒီမှာလဲသူတို့သကောင်း sorry အရင်အလင်းပြန်နေလားမသိဘူးနော်သကောင်းစင်းမကောက်နိုင်တဲ့မြို့နယ်တွေအကြောင်းကိုရေးထားတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ GDP ကနေ report တစ်ခုလုပ်တယ်နော် GDP က report တစ်ခုလုပ်တယ်အဲ့ report ကသူကနည်းနည်းကိုရှင်းတယ်နော်5 key take လို့နော်အဲ့တော့ခေါင်းစဉ်က5 key takeaways from Myanmar 2024 population housing census ဆိုတော့ဘာရေးထားလဲဆိုတော့နော်အခြေခံအဖြစ်ဆိုလို့ရှိရင်သူကမြို့နယ်145မြို့နယ်မှာတဲ့သကောင်စင်းကောက်နိုင်ရင်123မြို့နယ်မှာနည်းနည်းပဲကောက်နိုင်ရင်နော်62မြို့နယ်မှာလုံးဝမကောက်နိုင်ဘူးဆိုတော့သူကသကောင်စင်းကောက်တဲ့ခါမှာနော်သကောင်စင်းကောက်တယ်ဆိုတော့ကွာသူကနိုင်မြေတစ်ခုကိုသကောင်စင်းကောက်မယ်ဆိုရင်စစ်ကြောင်းထုတ်လိုက်တယ်စစ်ကြောင်းနဲ့ကားလိုက်တယ်ပြီးလို့ရှိရင်သကောင်စင်းကောက်တယ်ပေါ့ပြီးရင်ပြန်ဆုပ်တယ်အဲ့တော့သူသကောင်စင်းကောက်နိုင်တိုင်းဒီနိုင်မြေသူစိုးမရမဟုတ်ဘူးနော်အဲ့နိုင်မြေကိုတရက်ဝင်စီးလိုက်တယ်ပြီးရင်ပြန်ဆုပ်တယ်အဲ့တော့သူနိုင်မြေစိုးမတယ်ဆိုတာကအဲ့ဒီနိုင်မြေကိုအချင်းအများစုလွှမ်းမိုးထားတယ်ဆိုတာကိုနိုင်မြေစိုးမတယ်ပြောတာနော်အဲ့တော့သကောင်စင်းကောက်ဖို့အတွက်ကကြတော့ခဏလေးဝင်လာမယ်နော်စစ်တပ်နဲ့ဝင်စီးမယ်ရွာဦးနော်သကောင်စင်းကောက်မယ်ပြီးရင်ပြန်ထွက်မယ်ဆိုတော့သကောင်စင်းအရာမာပြည်ရဲ့နော်45ရာခိုင်နှုန်းကိုသူသကောင်စင်းမကောက်နိုင်ဟုတ်ပြီဒါဆိုလို့ရှိရင်စစ်တပ်ကမာပြည်ကိုမထိန်ချုပ်ထားနိုင်နော်ဟုတ်ပြီနော်ဆိုတော့ election နဲ့ရွေးကောက်ပွဲနဲ့ကြည့်ရအောင်နော်ရွေးကောက်ပွဲကျင်းပတဲ့အခါမှာမြန်မာပြည်ရဲ့69မြို့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်69မြို့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့အပြင်ကိုနော်သူကျင်းပတဲ့မြို့နယ်တွေထဲမှာနော်မြို့နယ်120ကျော်ကနော်မြို့နယ်120ကျော်က126မြို့နယ်နော်မြို့နယ်120နော်69မြို့နယ်နဲ့နော်သူမြို့နယ်80ကျော်လောက်က69မြို့နယ်ကရုပ်ပေါ်မကျင်းပနိုင်ဘူးမြို့နယ်80လောက်ကမြို့နယ်ကိုမြို့ပေါ်ကွက်လေးပဲကျင်းပနိုင်တယ်ဆိုတော့မြို့နယ်ပေါင်း330မှာနော်မပြည့်မြို့နယ်6လောက်ကဒီရုပ်ပေါ်မကျင်းပနိုင်ဘူးကျင်းပနိုင်တဲ့နေရာတွေကလည်းပဲကွက်လေးတွေကျင်းပနိုင်တာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့စခိုင်းပြည်နယ်မှာဆိုရင်မြို့နယ်3မြို့နယ်မှာရွေးကောက်ပွဲလုပ်တယ်။နော်မဲအောင်ရင်ကြောက်ဖြူရယ်စစ်ထွေရယ်3မြို့နယ်။အဲ့ဒီ3မြို့နယ်မှာသူကအဲ့ဒီမြို့ပေါ်ကွက်လေးကိုရွေးကောက်ပွဲကျင်းပလိုက်တာ။ဒါမှလည်းသူကြေညာတော့စခိုင်းပြည်နယ်မှာရွေးကောက်ပွဲကျင်းပတယ်လို့ကြေညာတယ်။တကယ်တော့ရွေးကောက်ပွဲမကျင်းပဘူး။ကျင်းလေးမှာကျင်းပလိုက်တာ။အဲ့တော့ရခိုင်ဆိုလို့ရှိရင်သူဘာလုပ်လဲဆိုတော့တော့ကွာမြို့နယ်3မြို့နယ်တောင်မှရုပ်ပွဲကအပြည့်နဲ့ကျင်းပနိုင်ဘူးဆိုတော့ရခိုင်ပြည်နယ်တစ်ခုလုံးကိုသူကမခြုံငုံမိတော့ရခိုင်ပြည်နယ်လွတ်တော်ဆိုပေါ်လာဖို့မရှိတော့အဲ့တော့ဘာလုပ်လဲဆိုတော့ဒီကောင်ကြီးအဆက်မရှိတယ်ရခိုင်မှာတဲ့နော်ရခိုင်ပြည်နယ်လွတ်တော်ကို PR စနစ်နဲ့သွားမယ် PR စနစ်နဲ့သွားမယ်ဆိုတာကရခိုင်ပြည်နယ်လွတ်တော်ဒီရခိုင်ပြည်နယ်လွတ်တော်ဒီနော်ဒီ PR ဆိုတော့ကျွန်တော်ကရခိုင်မှာရုပ်ပွဲမကျင်းပနိုင်ဘူးမကျင်းပနိုင်တော့သူက PR နဲ့ပဲအချိုးကျနေပဲဆိုတော့ဒီမျိုးနယ်3မျိုးနယ်ကကွက်လေးမနိုင်တဲ့နေရာတွေကိုသူကတနိုင်ငံလုံးမှာတပြည်နယ်လုံးမှာအချိုးချလိုက်ပါအဲ့ဒါရခိုင်ပြည်နယ်မှာသူကပြည်နယ်လွတ်တော်ကို PR စနစ်နဲ့တော့လာသူတို့အဲ့လိုလုပ်တယ်
ချင်းပြည်နယ်မှာဆိုလို့ရှိရင်နှမျိုးနေပဲရွေးကောက်ပွဲလုပ်နိုင်တယ်နော်နှမျိုးနေပဲချင်းပြည်နယ်တစ်ခုလုံးကချင်းပြည်နယ်တော်လိုင်းအင်အားစုတွေတယောက်ရောက်သွားပြီဆိုတော့ရွေးကောက်ပွဲအရာကြည့်လို့ရှိရင်လည်းပဲအကျန်းဖက်စစ်တပ်ဒီမြန်မာပြည်ကိုမထိန်ချုပ်ထားနိုင်ဘူးဆိုတော့တွေ့ရတယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောသလိုမျိုးပဲနော်ပြောခဲ့သလိုပဲအကျန်းဖက်စစ်တပ်က2025ခုနှစ်မှာတနင်္လာနေ့လုံးကိုထိုးစစ်ပြန်ဆင်တယ်ကျွန်တော်တို့သိပိုက်ထားတဲ့ဘယ်မြို့နယ်ကိုမှတိတိနော်ကျွန်တော်သိမိတာမြို့နယ်တွေကနော်9မြို့နယ်6မြို့နယ်လောက်ပဲသူပြန်ရတယ်နော်ဒီလောက်အင်အားအလုံးရင်းနဲ့တိုက်တာဒီသူ့မှာတကယ်ကိုနော်စွမ်းအားရှိလို့ရှိရင်သူ့မှာရှိတဲ့စစ်အင်အားနဲ့သူ့မှာရှိတဲ့လေယာဉ်နဲ့ drone နဲ့စစ်အင်အားနဲ့နော်တက်ကားတွေနဲ့ဆိုလို့ရှိရင်တနိုင်ငံလုံးကိုပြန်သိမ်းနိုင်ရမယ်မသိမ်းနိုင်နော်အဲ့တော့ကျွန်တော်တို့ဘက်ကမြန်မာပြည်ရဲ့နော်ကျင်းတဲ့ဒေသအလုံးကိုစုမိုးထားတယ်အဲ့တော့ UN ရဲ့စီးရင်စရာအရာ UN ပေါ်ပြချက်အရာအကြမ်းဖက်စစ်တပ်ဒီမြန်မာပြည်ရဲ့30ရာခိုင်နှုန်းကိုပဲထိန်းချုပ်ထားတယ်ဆိုတော့မျိုးပြောတယ်ဒါကိုသူတို့လုပ်ခဲ့တဲ့ census result အရာတက်တည်ကြတယ်ဟုတ်တယ်မြန်မာပြည်ရဲ့နော်30ရာခိုင်နှုန်းကိုပဲစစ်တပ်ကထိန်းချုပ်ထားတယ်ဆိုတာကိုမြန်မာပြည်လူဦးရေရဲ့50ရာခိုင်နှုန်းနီးပါးကိုသူတို့နော် census တကောင်စီးမကောင်းတဲ့တော့ကြည်ချင်းအဖြစ်တက်တည်ထူနိုင်တယ်ရုပ်ောက်ပွဲကိုလည်းပဲနော်ဒီမြန်မာပြည်ရဲ့တဝက်ကျော်ဒေသတွေတဝက်လောက်ဒေသတွေမှာရုပ်ောက်ပွဲမကျင်းပနိုင်တာကိုကြည်ချင်းဖြင့်အကျန်းဖက်စစ်တပ်ဒီမြန်မာပြည်ကိုမထိန်ချုပ်နိုင်ဘူးဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့တွေကမြန်မာပြည်ကိုထိန်ချုပ်ထားတယ်နော်ကျွန်တော်တို့ကောက်ွယ်ပြည်သူကောက်ွယ်တက်မတော်ကမြန်မာပြည်ရဲ့တဝက်လောက်ကိုတဝက်တက်ပေါ်တဲ့ဒေသတွေကိုစီးနင်းထားတယ်ဆိုတာကရုံနှန်းစကားမဟုတ်ဘူးအဲ့လက်တွေ့တကယ်ဖြစ်နေတာဆိုတော့အခုကချင်ကကင်းအေးကသုံးလုံးစီမံကိန်းလုပ်တယ်နော်ကတာကောလင်းကမ်လူဒီသုံးလုံးဆိုတာ तू ကဒီ AR ဒီက AR မြေချောင်းစမိုးရေးနဲ့ तू ကအနောက်ဖက် तू ပြောတာချင်းရယ်နာဂရယ်နော်ဒီမကွေးရယ်စကိုင်းရယ်နော်ဒီဒေသကိုအောက်မှာရခိုင်ရှိတယ်ဆိုတော့တရုတ်ကအရှေ့ဘက်ကရှိတော့ကျွန်တော်တို့တော်လန်ရေးကအနောက်ဘက်အခြေပြုတော့မှလှုပ်ရှားလာတာဆိုတော့တရုတ်ဖိအားရှိတော့အားလုံးကတရုတ်ဖိအားကိုရှောင်ဖို့ကြိုးစားတယ်ဒါကြောင့်မလို့ AA ကစစ်ပွဲတွေမရက်ဘူးနော်တောက်ပြင် AA ဒီနော်အရကတက်တော်ကနော်စကိုင်းမှာကောမကွေးမှာကောဝင်တိုက်တယ်ကချင်ကလည်းဒီမှာတိုက်တယ်အဲ့တော့တချို့ကပြောတယ်နော်မန္တလေးတိုင်းပဲချမ်းကိုစစ်တပ်ကပြန်စီးဖို့ကြိုးစားနေတယ်ဒါဒီမြန်မာပြည်အရှိချမ်းကိုသူစီးဖို့ကြိုးစားနေတာโอเคနော်သူစီးဖို့ကြိုးစားတဲ့အပိုင်းကိုနော်အဲ့ဒီသူ့ဘက်ကစီးဖို့ကြိုးစားတာခဏထားလိုက်ကျွန်တော်တို့အောင်မြင်ဖို့ကြိုးစားနေတဲ့ဘက်ချမ်းကိုပဲကျွန်တော်အခိုင်အမာခြေကိုယူအောင်ပါနော်အခုအချိန်မှာဘယ်နေရာမှာစစ်ကြောင်းထိုးတယ်ဘယ်နေရာကိုသိမ်းသွားတယ်တော့မစင်စားနဲ့တချို့ကအဲ့ဒါမူတည်ပြီးတော့မှဆုံးဖြတ်ကြတာဟာဘယ်နေရာတော့သူတို့စိုးမိုးသွားပြီကျွန်တော်ပြောပြမယ်ဒီစင်ကူးတို့တပိတ်ချင်းတို့ဒီဘက်တွေကဟိုဘက်ကတအန်းကစုပ်ပေးတဲ့တဲကဟာသွားပြီကိုဘက်ကဘက်ကမရှိဘူးနောက်တန်းမရှိဘူးအဲ့တော့ဟာသွားတော့ web page စုပ်ခံရလို့ရှိရင်ကိုလူတွေသိမှာအဲ့တော့ပြန်စုပ်ခိုင်းနေကျွန်တော်တို့လွတ်ပေးလိုက်ရတယ်အဓိကကကျွန်တော်တို့ရဲဘော်တွေနော်အားလုံးကတစ်ချိန်မှာပြန်တိုက်နိုင်ဖို့ရည်ကြီးအဲ့တော့ဒီဒေသတွေဆုံးရှုံးနိုင်ရလို့အဲ့နေရာတစ်ပိုက်ဆုံးရှုံးနိုင်ရလို့စစ်ပွဲရှုံးသွားတာမဟုတ်ဘူးတချို့အဲ့လိုပြောတယ်ဘာမှမဟုတ်မန္တလေးဟိုဘက်ကျောင်းကိုစစ်ကြောင်းထုံးနေပြီဒီဘက်ကျောင်းကိုစစ်ကြောင်းထုံးနေပြီစစ်တပ်ကဒီနေရာပြန်ရတော့ပြီအဲ့လိုမျိုးပါစီပေါက်လိုက်လို့ရှိပဲပြီးတော့အဲ့တော့ဘာလဲဆိုတော့ကျွန်တော်ဗမာစကားပုံရှိတယ်နော်ဗမာစကားပုံရှိတယ်
Sensian to will like this. Hello. Sensian to will like the Tulu Aturia. No, the name cook or the demo like don't like. Who the name cook or the demo like don't like. I don't tell me out. Arua Mahadio and Yeneti Machapa. Hello, Senati. I don't. Since I got developed horses and all those, I can't take a time along. No pony and go chico came as you la. Thousands are. Tama. Tantum of Pidu be a Sinjara. Taka Bojo and Moro Uji Mono. Bojo Tony and you send out a pine wood of Miaru Bessenja. Do a drew send out. Tatamo through a Kaima Gogu Mogweda in it. No, a cook away on the teacher. A good solution. Amajan Lama Bakani Roma, the kind of no Mogwene Sunny. No, the Sagaimale come to Gomaga, Iya, no, General PDF in the power of type over name. It don't Kia and a carton John and type over it. It don't Dinia didn't do last time. Did not the jaw the General so one in it. No, I don't. The body throws so will be solution. Then the Kansas is up. Ma, many so that you get Sakatio Max sit at to it. Bangladesh and India, my uses young Shiro. We are dear with San Haro to later Queria. The Roman living in India, Malave. The only India of the Indian and Bangladesh can see. And Indian and Bangladesh, the name is so much on a Lunema as our theology, Scarpios and Jamshi. Hello. So, deep bones and it's the Roa. Dora. No, a chamber said the car, the AR independent, mentally but young, then told it. The Roa Jaro, the no tango, a paisa seawu looked. So long, Dieter Kauka. They don't know Nikon and Matulaga, they don't know Nikon the no ship here. Look at it. So all of the 9 year long, well cooperated work, well coordinated mobile. No, this is a Susie Nina Tare Pons and your whole a good to know loneliness, and it's a Kansip, Tosip, she tried sit up in a Tamina. No, Pamia, to know people got way tomorrow, Tajinica leve. It's a normal hope. A main like Hamushi, Cincinnati, Cincinnati, Tamaro, you said about so, a jumper set a car, blue honor she lays all. A jumper set a thee. To take out the cuckoo, to so more like so motion living. 80 out, tosses in it here, 2 went like a doing yarn it. The right in your legend, in your thing like it. Come it, the Roddy Maga, in Ava Machiro, any of Jensen guy. Jensen Legend, my throat went too. Canai. It don't. General, Sakai time as a solution, Molu. The road, General, Lion and Dana. The Gala can they are. So, the Roga, D. Sit down to Rekama, General Lion and the new thing. The Gala and Dana. So, now the India. General Piduka way terminal, the Dinobu. Lion and Dana. The Ropian Dido, Nala Chini Betai. So, Nala Chini Dilution, Nala Son of Miatro, PC Gong Way Gong Ludi Droba Yainja. I know they can eat that below. Piansawara, Canara do sound like Piansawara. Piansawara is not Pian thing now. It was wrong. I did not white time. Pian white arm. So, throw Chini leve. Canali, it don't. Yamati Maga. The wrong, your body must serious with me. In your do you go white jaraga, Peter got way jumper. The Peter got way jumper. I don't. General Ham, Yamati Ma. Who operation to Cuba, because it's seen to go look this way. Penching Taloya. Go on, ready, Cupra. You think that boy look yes,
လုံးနေဆိုရှိခဏပဲအဲ့တော့ခင်ဗျားပြောတာမော်လူတိုက်တယ်ကျွန်တော်တိုက်တာ9ရက်ပဲကြာတယ်သူတို့ပြန်တိုက်တယ်9လကြာတယ်ဘာကြောင့်လဲပြည်သူတွေကသူတို့ကိုထောက်ခံမယ်နေမဟုတ်ဘူးလားပြည်သူတွေထောက်ခံလို့ရှိရင်ကျွန်တော်တို့ပဲနိုင်မှာပေါ့ဆိုတော့ကျွန်တော်တို့ကဒီအချိန်မှာစက်တင်ကြပါပြီအခု KNA ရဲ့ AA ရဲ့ NUG ရဲ့ချနာတဲ့စက်တင်ကကြပါပြီအဲ့တော့ဒီ2026ခုနှစ်ဒီတော့ဒီစက်တင်ကိုချရခုနှစ်2025ဒီစက်တင်ချတာ2020ခုနှစ်ကကျတော့အဲ့စက်တင်ကိုချပြီးတော့မှနော်ရသမျှနေလေးတိတ်တာဒါ2026ကပုံစံအဲ့တော့ကျွန်တော်မြင်ကြည့်လိုက်ရောအပြူဒလွယ်ကိုကြည့်မြင်ကြည့်လိုက်ဒလွယ်ကိုကြည့်မြင်ကြည့်လိုက်နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒလွယ်ကိုကအရှင်းကိုတိုးလာသူတို့ပြီးကြလာစတိကြလာတာဒီကျွန်တော်တို့ကအဲ့လိုပြီးကြလာတဲ့ပုံစံဒီနောက်3နှစ်ဆိုလို့ရှိရင်ထင်ရှားတဲ့အရွေးတစ်ခုရောက်ပြီဆိုမချင်တာကတော့ကျွန်တော်တို့ကလက်ရှိပုံစံအတိုင်းတွားနေတယ်ဆိုရင်တောင်မှနောက်3နှစ်ဆိုလို့ရှိရင်နော်နောက်3နှစ်ဆိုလို့ရှိရင်အချိန်တွေတစ်ခုမပြည့်ဒီဒရဲကုတ်ကနေပြီးတော့မှဟိုးဘက်ကရင်ဘက်ဘကိုးဘက်ကိုဆက်သွားတဲ့အနေထားပေါ့ဆိုတော့အခုဆိုကြည့်လိုက်ဒီဇန်နဝါရီလထဲမှာဘကိုးကိုအရှိချောင်းအနောက်ချောင်းချင်းဝင်တင်လိုက်တာမြို့15မြို့တက်စကန်နဲ့76ခုချင်းတပင်းနဲ့ဝင်တင်တာပြန်ဆုတ်သွားလိုက်ဒါနေမြေစုဖို့တော့ပြတာပဲဒါပေမဲ့ကျွန်တော်ခုနပြောတဲ့ဒီ graph ကဒီနော် AA ရဲ့ NUG ရဲ့ KN လောက်ထားမယ်လောက်ချင်းတိတ်နဲ့စစ်စင်ရေးသည်နော်ချက်ချင်းကဘကိုးနဲ့မချိတ်သေးဘူးဒါပေမဲ့ဘကိုးနဲ့ချိတ်ပြီးတဲ့အချိန်ဆိုတာနောက်တစ်နေ့လောက်ဆိုဘကိုးနဲ့ချိတ်ပြီးသွားပြီအရေးကြီးတာကရင်လုံးထားဖို့ကရနီနဲ့အခုကရနီကကြတော့ SRA ဆိုမှပြည်တော်ပါလာတယ်နော်အဲ့တော့မောင်ဆောင်ကားတို့နော်19ဘွဲကအခုဆိုရင် SRA ဖွဲ့တယ် SRA ကလောစင်မှာတော့စီရေးရဆွဲသိမပြနိုင်သေးဘူးဒါပေမဲ့သူတို့စုဖွဲ့မှုဒီနော်နောက်ချင်းနေလောက်ကြောက်လို့ရှိကောင်းလို့ဆိုပြပြီအခုအချိန်ထိက PIA ရှိတယ် AA ရှိတယ် NUG ရှိတယ်မိတိကကွယ်တက်တော့ရှိတယ်နော်အဲ့တော့ SRA အနေနဲ့ကကြတော့နောက်တစ်ခုကချင်းပြည်နယ်မှာရှိတယ်တပ်ဖွဲ့တွေရှိတယ်အဲ့တော့ AA ရှိတယ် NUG ရှိတယ် KIA ရှိတယ်နော်ချင်းပရာသာဟုရှိတယ်နော်ချင်းနယ်ကောင်စီရှိတယ်သူတို့အဓိကတိုက်နေတယ်နော် KNI တပ်ဖွဲ့တွေကတိုက်နေတယ်နော် KNI တပ်ဖွဲ့တွေကကြတော့သူ့ဒေသသူပဲအခြေပြုတိုက်နေတယ်ကရင်ကလှူရှားမှုနေတယ်ကရင်မှာဆိုရင်တော့ပါဆောင်နော်ဖာဆောင်နဲ့ sorry ဖာပေါ်မှာတိုက်နေတယ်နော်ဖာပေါ်ကလည်းပဲအချမ်းပဲစစ်တပ်ကသူတို့ဖာပေါ်ကိုထိုးစစ်ဆင်မှုကြိုးစားတာအခုအကြအဆုံးများနေတယ်ဆိုတော့အဲ့ဒီတစ်ချိန်မှာသာနော်အဲ့ဒီလာမဲ့တစ်ချိန်မှာသာရှင်းနေအတွင်းမှာသာနော်တအန်းနဲ့ကိုကန့်ကနော်အကြောင်းတစ်ခုကြောင့်သူတို့စစ်ပြင်းကြီးချောင်းနော်ဒီအပြစ်ကက်ရက်တာကိုဖောက်ဖြက်ပြီးတော့မှပြန်တိုက်လို့ရှိပုံမြန်တယ်ကျွန်တော်ကမျက်စိနဲ့မြင်လာမသိဘူးအဲ့တော့2025ကျွန်တော်ပြန်ချုပ်ပြမယ်ခင်ဗျားတို့ရောသွားမှာဆို2025ရလက်ကိုကြည့်ရင်2025မှာအချမ်းဖက်စစ်တပ်ကတနိုင်ငံလုံးပြန်သိမ်းဖို့ကြိုးစားတယ်မအောင်မြင်သူ9မျိုးကျော်တော့ပဲသိမ်းနိုင်တယ်ကျွန်တော်တို့ကတော့မြို့90ကျော်ကိုဆက်ထိန်းထားနိုင်တယ်နော်တရုတ်ကြောင့်6မျိုးလောက်ရတယ်သူကိုသူပြန်သိမ်းတာ6မျိုးရှိတယ်6မျိုး9မျိုးရှိတယ်နော်အဲ့တော့အဲ့လောက်ကိုသူရသွားတယ်အဲ့တော့အချမ်းဖက်စစ်တပ်က2025ခုနှစ်သူ့ရဲ့ဆွဲဆောင်ရည်ကိုကြည်ချင်းအားဖြင့်အချမ်းဖက်စစ်တပ်ကမဆွဲဆောင်နိုင်တော့ဘူးဆိုတာကျွန်တော်တွေ့ရတယ်နော်အဲ့ဒါကျွန်တော်တို့ဘက်ကထိုးစစ်ကဒီ2025မှာနော်အချမ်းဖက်စစ်တပ်ကိုပြန်ခန့်လိုက်ခန့်စစ်အဲ့တော့2026ကစပြီးတော့မှကျွန်တော်ထိုးစစ်ပြန်စတယ်ကျွန်တော်ထိုးစစ်ဒီနေမေသိန်းစစ်စီဖြစ်တယ်စခိုင်းချင်းမကွေးစကိုင်းကချင်ဘလို့ချိတ်ဆက်သွားတယ်နော်ဒရကုတ်အဲ့ဒီဘက်ကိုသွားအရင်သိန်းနေအဲ့ဒီတော့အခြေခံယူပြီးတော့မှမြန်မာပြည်ပြန်သိန်းနေဒါကဒီဘက်က plan အဲ့လိုသိန်းတဲ့ရွယ်ချက်ဒီနိုင်ငံရေးရနိုင်ငံတကာသက်ဆိုင်ရေးရဆိုလို့ရှိရင်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကိုကျွန်တော်အကန့်ရှာတယ်
အိန္ဒိယဘင်္ဂလားဒေ့ရှ်ကိုကျွန်တော်ဒီဘက်ကနော်အဲ့တော့ဒီနေရာကိုကျွန်တော်နိုင်သိမ့်လိုက်ပြီးဆိုလို့ရှိရင်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဒီကျွန်တော်တို့ကိုမဖြစ်မနေဆက်ဆံရပြီစကားပြောရပြီနော်ဒါဒီအခြေအနေကနော်2026 2029ထဲမှာနော်ထင်ရှားတဲ့အရွေးရောက်လာတယ်အဲ့တော့2026နော်2029ဆိုလို့ရှိရင်ကျွန်တော်ကဒီကနကရက်နော်စကိုင်းမကွေးရခိုင်ချင်းနော်ကချင်ဒီဒေသဒီထင်ရှားတဲ့အရွေးရောက်လာလိမ့်မယ်အခုဆိုရင်ရခိုင်နဲ့ချင်းတွေကဒေသတစ်ခုလုံးကိုကျွန်တော်တို့စုံမပြသွားပြီနော်အခုမကွေးနဲ့စကိုင်းမှာ AA နဲ့ KA နဲ့ဝင်လာပြီနော်ခင်ဗျာမျက်စိလည်းမြင်လာပါအဲ့တော့အဲ့ဒီဒေသတစ်ခုလုံးကိုစုံမလာတာနော် PDF KNE ရစုံမလာတာပါဒီဘက်ကအောက်ဘက်ချမ်းမှာဆိုလို့ရှိရင်နော်ပကုံးမှာကပြည်သူ့ကော်မတီတက်မှာအစနဲ့ရှိနေတယ်ဒါနဲ့မြို့တွေကိုထိန်းချုပ်ထားတဲ့လောက်ပြအင်အားကြီးတယ်မြို့ဝေတိုက်လို့ရတယ်ပြန်ဆုပ်လို့ရတယ်ဒီလိုမျိုးဒလွယ်ကုတ်ကအင်အားကောင်းပြီဆိုလို့ရှိရင်အဲ့ဒီဒလွယ်ကုတ်ကဒီပကုံးကိုပြိုဆင်းလာလို့ရတယ်အဲ့လိုပြိုဆင်းလို့ရှိလာလို့ရှိရင်မန္တလေးနဲ့ရန်ကုန်နဲ့သူအဆက်ပြတ်သွားပြီတချို့ကပြောနေမင်းမဟာပြောနေတာဆိုတော့စစ်တပ်ကတိတာပေါ့စစ်တပ်ကသူလက်တွေးထားတာပဲသူတို့မလုပ်နိုင်ဘူးလေအဲ့လိုဖြစ်ဖို့ကအခုမောင်ဆောင်ခါတို့နော်မောင်ဆောင်ခါတို့ဖွဲ့ထားတဲ့စကူပွဲဒီကရင်ဒီပါတယ်ချင်းပါတယ်ဒီအများအဖွဲ့တွေပါတယ်အဲ့တော့အခုလက်ရှိမှာမောင်ဆောင်ခါတို့ကစဖွဲ့ခါစားဆိုတော့သူကစစ်တိုက်နိုင်မှုအားနေသေးတယ်ဒါပေမဲ့2029လောက်ကြာလို့ရှိရင်တော့သူ့ဘက်ကစစ်တိုက်နိုင်လာပြီအဲ့ဒီအချိန်ကြာလို့ရှိရင်ရှင်းနှစ်ပေါ့ရှင်းနှစ်ကြာလို့ရှိရင်ပဲခူးတိုင်းထဲမှာမကွေးတိုင်းထဲမှာဒီစကူပွဲအားလဲပြန်ပါလာမယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးဒလွယ်ကုတ်ကနေဒီလိုဝိုက်ပြီးတော့မှမာကြီးကိုသိမ့်နိုင်တဲ့အခြေအနေဖြစ်လို့ရှိရင်ဒီဘက်ကထိုင်းဘက်ကိုကျွန်တော်ရောက်သွားပြီဆိုတော့ဒါကသူ့ဘက်ကိုဘက်အပြိုင်တဲ့အခြေအနေဆိုတော့စစ်တပ်တီးပြီးသွားပြီစစ်တပ်ကတော့ပဲကျွန်တော်ဘက်ကဟိုဝူဝါလုပ်တဲ့အခြေအနေမရှိတော့စနစ်ချပြင်ဆင်နေစနစ်ချတိုက်ပွဲဝင်နေစနစ်ချဖွဲ့စည်းတည်ဆောက်တယ်ဆိုတော့တို့ကတေချာတဲ့မဟာဗျူဟာရှိတယ်ဒီတော့ငါတွေးကြည့်လိုက်အခု2026နှစ်စပဲရှိသေးတယ်2026နှစ်စမှာတင်ကိုမကွေးတိုင်းနောက်ချမ်းမှာမကွေးတိုင်းနောက်ချမ်းမကွေးတိုင်းနောက်ချမ်းမှာနော် AA နဲ့ PDF တွေကပူပေါင်းပြီးတော့မှနေ့စဉ်သိမ်းနေတာခင်ဗျားတို့မသိလို့နော်အဲ့တော့2026အစမှာတင်ကိုပဲမကွေးတိုင်းမှာအရှိအောင်တော့ကိုမြန်တက်စကန်နဲ့16ခုကိုသိမ်းကြတယ်ပြန်ဆုတ်သွားလိုက်တယ်ပြန်သိမ်းပြလုပ်ပြနော်ကမ်ဘလူဘတ်မှာခင်ဗျားတို့သိတယ်မယ်နော်ဟိုဗာလေ AA နဲ့ PDF နဲ့ KNE နဲ့အဲ့တချမ်းကိုသူမှုေးနေတာနော်စကိုင်းတိုင်းမှာလည်းပဲမှာတောက်လျှောက်မြကျေဦးတွေရတာအခုစစ်တပ်ကဖလန်ကိုသိမ်းဖို့ကြိုးစားတာဖလန်ကတောက်လျှောက်အင်အားတွေထပ်ဖြစ်တဲ့တေဝါလည်းဖိပြလိုက်ကြိုးကြလိုက်နေတော့ချင်းပြည်နယ်ကိုလည်းရှေ့တိုးလို့မရဘူးချင်းပြည်နယ်ကသူ့ပေါင်သူအခိုင်အမာရှိပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီအခြေအနေက2026နှစ်လေဆိုလို့ရှိရင်လက်ရှိတဲ့အနေအထားဒီ solidify ပေါ့နော်ခိုင်မာသွားပြီနော်2026နှစ်ကုန်လောက်ဆိုလို့ရှိရင်စကိုင်းတိုင်းဒေသအများစုနဲ့မကွေးတိုင်းနောက်ချမ်းတကြောလုံးကကျွန်တော်တို့ကစိုးမိုးပြီးသွားပြီ2026နှစ်ကုန်တော့2029ခုနှစ်မှာနော်ခုနဒီ SRA ပါလာမယ် NUG ရဲ့တဖွဲ့တွေကပဲခူးတိုင်းဘက်ကိုထိုးစစ်ဆင်ကြမယ်ဆိုလို့ရှိရင်ပဲခူးတိုင်းနဲ့ဒီဘက်နောက်ချမ်းเนี่ยဟာလေဦးမယ်ဒါမဲ့နေဆက်သွားပြီဒီတော့2029ခုနှစ်ဒီနော်ပထမ2026ခုနှစ်ဒီနောက်ချမ်းကြောကိုထိုးစစ်ဖြစ်တယ်2029ခုနှစ်ဒီကရင်ဒီဒေသပဲခူးတိုင်းဒေသနဲ့အနောက်ချမ်းတို့ချိတ်ဆက်တဲ့ခုနှစ်ဖြစ်တယ်ကဲ2028ခုနှစ်2029ခုနှစ်မြင်ကြည့်လိုက်3နှစ်အတွင်းမှာညစဉ်းစားကြည့်သိတာတယ်ကွာ3နှစ်အတွင်းမှာထင်ရှားတဲ့အခြေအနေရောက်ကျွန်တော်တို့ဘာမှမရှိတဲ့အခြေအနေကနေမြန်မာပြည်ရဲ့90ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်နေတော့ရောက်လာဒါပေမဲ့မြို့ပေါ်ဒေသတွေကိုဒီကောင်တွေက
ထိန်းချုပ်ထားစေပဲအဲ့တော့2016အကုန်မှာကျွန်တော်တို့ကမြို့ပေါ်ကောကြေးလက်ကောအနောက်ဘက်တကြောကိုကျွန်တော်စီးမိလိမ့်မယ်ဒီတကြောမြို့ပေါ်ကြေးလက်ကောနော်အဲ့တော့2029ခုနှစ်မှာအဲ့ဒီအရှိဘက်ကိုဆက်ဆင်းလာမယ်ဒီဘက်ကပကောကင်းရင်းနဲ့ပကောနေဒီလိုပြန်တက်တယ်လက်စီတယ်မြင်ကြနော်ပြီး2028ခုနှစ်ဆိုတော့ကျုပ်ပြောတယ်2029ခုနှစ်မှာကျုပ်ကခင်ဗျားတို့90အဲ့လိုပြောမှာမဟုတ်ခင်ဗျားတို့ဒါအချက်နဲ့ပြောတာ2028ခုနှစ်မှာဆိုလို့ရှိရင်2028ခုနှစ်မှာဆိုလို့ရှိရင်ဒါခင်ဗျာအခုကျွန်တော်2029ခုနှစ်အထိကိုမြောက်တွက်ပြတာ2026ကတော့အခုပထမတစ်လနှစ်လကိုပြီးသွားပြီတော့ဒီ2026တနေ့ရှိမယ်2029ခုနှစ်တနေ့ရှိမယ်အဲ့တော့ပြန်ပြောပြမယ်ဆိုရင်2026ခုနှစ်မှာဒီနောက်ပိုင်းတစ်ကြောကိုသူကမျိုးပြအောင်ကြည့်တဲ့ကိုကျွန်တော်သိပိုက်မယ်ကချင်စကိုင်းချင်းမကွေးရခိုင်ဒီကြောနော်မျိုးပြအောင်ကြည့်တဲ့ကိုကျွန်တော်ကစုံမလိုက်ပြီအခုရခိုင်ဆိုရင်တပြည်နယ်လုံးစုံမှုတယ်ချင်းဆိုတပြည်နယ်လုံးစုံမှုတယ်နော်အဲ့ဒီအရှိချင်းနဲ့ရခိုင်နဲ့ဆက်နေတဲ့ဒေသတွေရဲ့ကချင်နဲ့စကိုင်းနဲ့ဆက်နေတဲ့ဒေသတွေကိုကျွန်တော်စုံမှုသွားပြီမြင်နေနော်2026ဖြစ်လာမယ်အရှိအဲ့ဒီအချိန်မှာနော်ကရင်နီနဲ့ပကုံးနဲ့ကလည်းပဲသူကဒီသူ့ဘက်မှာသူ solidify လုပ်နေပြီဟဲ့လားဆိုတော့ပြီးရင်သူကဒီဘက်ကိုပြန်တက်လာမယ်အဲ့တော့2020ခုနှစ်ဆိုလို့ရှိရင်ဒီနေရာကွာဆက်ပြီ2028ဆိုလို့ရှိရင်ကျွန်တော်နေပြည်တော်ကိုဝင်းရံပိတ်ဆို့နိုင်တဲ့အချိန်ကိုရောက်သွားပြီအဲ့ဒီအခြေဒီပါမှာဂျားထဲမှာကရင်ကလည်းခုတက်ပူလို့ထားမယ် MNDAA နဲ့ TNL ကလည်းပဲအကြောင်းတစ်ခုနဲ့တိုက်ပွဲနဲ့ပြန်ဝင်လာမယ်ဆိုလို့ရှိရင်တော့အတိုင်းကျလုံးပေါ့ဗျာနော်โอเคဒါပါပဲနော်ဒါပါပဲဒါဆိုရင်ခင်ဗျားတို့ကျွန်တော်ဘာကြောင့်မလို့တော့လာမယ့်3နှစ်အတွင်းမှာတိတ်တာထင်ရှားတဲ့အဖြစ်ထွက်မယ်လို့ပြောလဲဆိုတော့မြင်ပြီလို့ထင်တယ်နော်အဲဒါပဲနော်နောက်မှပြန်ဆုံးကြမယ်ကျွန်တော်တို့ပြည်သူတွေရဲ့ခုခံတွန်းလှန်တဲ့စစ်အရေးတော်ပုံမုတ်ချအောင်ရမည်